ဒီမှာတော့စင်တွေကိုတဘာဝအတိုင်းစောင့်ရှောက်ပေးကြတယ် Hello လို့ဒီပါကျွန်တော်တို့ရဲ့ World Tour ကနောက်ထပ်နိုင်ငံတစ်ခုကိုရောက်ရှိလာပါပြီဗျထိုင်လန်ကယဉ်ကျေးမှုအရန်ကျွယ်ဝတဲ့နိုင်ငံတစ်ခုပါကဲဒါဆိုစလိုက်ကြရအောင် ဘန်ကောက်ကအရန်စိတ်ဝင်စားစရာကောင်းတယ်ခင်မီတဲ့အဆောက်အဦတွေနဲ့ရှေးဟောင်းယဉ်ကျေးမှုတွေတွေ့ရတယ်ဒါဆိုလေ့လာကြည့်ရအောင် ဘန်ကောက်ရဲ့နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ Wat Arun ကိုရောက်လာပါပြီဒီဖျားကျောင်းရဲ့ architecture ကတကယ်လှတယ်ဗျအသေးစိတ်ကြည့်လေပိုပြီးအံ့ဩရလေပါပဲထိုင်လန်ကိုပိုပြီးစိတ်ဝင်စားစရာကောင်းစေတာကဒီနိုင်ငံရဲ့ယဉ်ကျေးမှုပါလူတွေအပြုံးတွေရိုးရာဓလေ့တွေနဲ့ကြိုးစိုးပုံတွေကတကယ်ကိုနှွေးထွေးတယ်ဗျဘန်ကောက်ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ Grand Palace ကိုလာရောက်လည်ပတ်ပါပြီဗျထိုင်းနိုင်ငံရဲ့သမိုင်းနဲ့ယဉ်ကျေးမှုလက်ရာတွေကတကယ်ကိုအံ့ဩစရာကောင်းပါတယ်ဗျထိုင်လန်ရောက်ရင်အစားအသောက်တွေကိုမမြည်ကြည့်လို့မဖြစ်ဘူးအစားအသောက်တွေကတော့အစုံပဲဗျအစုံပဲဗျအနံ့အသက်တွေကလည်းတလန်းလုံးကိုပြည့်နေတာပဲဗျထိုင်လန်ရဲ့နာမည်ကြီးတဲ့ floating market ပါလှေတွေပေါ်မှာရောင်းဝယ်ကြတာကတကယ်ထူးခြားတယ်မြင့်နဲ့အတူရှင်သန်နေတဲ့ဈေးယဉ်ကျေးမှုကတခြားနေရာတွေနဲ့မတူဘူးဗျထိုင်လန်မှာကျွန်တော်လူတွေရဲ့ဖော်ရွေမှုပါဘယ်နေရာသွားအပြုံးနဲ့ကြိုဆိုကြတယ်ဗျနေရာလှတာတင်မဟုတ်ပဲလူတွေရဲ့နှွေးထွေးမှုလည်းမှတ်မိနေမှာပါဘန်ကောက်ရဲ့ယဉ်ကျေးမှုတို့အစားအသောက်တွေလူနေမှုပုံစံတွေကိုလေ့လာခဲ့ရတယ်ညဘက်ဘန်ကောက်ကိုအပေါ်ကနေကြည့်ကြမယ်ဒီမြို့ရဲ့အလင်းရောင်တွေကတကယ်လှတယ်ဗျဘန်ကောက်မြို့ကိုလဲပတ်ပြီးတော့ချောက်ဖရယာမြစ်ထဲမှာ boat cruise စီးကြည့်မယ်ဗျဒီမြို့ကိုရေချောင်းကနေကြည့်ရတဲ့အရသာကမတူဘူးထိုင်လန်ကိုရောက်ပြီးတော့တွတ်တွတ်မစီးပဲပြန်သွားလို့တော့မရဘူးထင်တယ်ဗျကားသေးသေးလေးပေမဲ့လမ်းတွေကြားတဲ့လင်းလင်းမြန်မြန်သွားလို့ရတယ်ဗျနေဝင်ချိန်မှာတော့ Wat Arun ကိုတစ်ခေါက်ထပ်လာခဲ့တယ်ဗျအလင်းရောင်ပိုပြီးလှနေသလိုပဲဘန်ကောက်ရဲ့ညနေခင်းကိုဒီနေရာကနေကြည့်ရတာတကယ်အေးချမ်းတယ်ဗျဘန်ကောက်ကိုလဲပတ်ပြီးတော့ထိုင်လန်မှာသွားစရာနေရာတွေအများကြီးကြံသေးတယ်ဗျဘလို့ adventure အသစ်တွေစောင့်နေလဲဆိုတာလိုက်ကြည့်ကြရအောင်ချီယန်မိုင်ကိုရောက်ရင်မဖြစ်မနေလာသင့်တဲ့နေရာကတော့ Doi Suthep Temple ပါတောင်ပေါ်ကနေမြို့တစ်မြို့လုံးကိုမြင်ရတယ်ဗျဒီနေရာလေးကအေးချမ်းဖို့ကောင်းတယ်ချီယန်မိုင်ရဲ့နာမည်ကြီးတဲ့ Elephant Sanctuary ကိုရောက်ပြီဗျဒီမှာတော့စင်တွေကိုတဘာဝအတိုင်းစောင့်ရှောက်ပေးကြတယ်အနီးကပ်မြင်ရတာလည်းအမှတ်တရပါပဲမနှက်ဖြန်တော့တောင်တန်းတွေထဲဆက်သွားပြီးတဘာဝရှုခင်းတွေကြည့်မယ်ဗျထိုင်းရိုးရာတောင်ပေါ်ရွာလေးတွေကိုလည်းတွားလဲကြအောင်မယ်ဗျမပြန်ခင်တော့ဒေသခံ coffee shop လေးမှာနားလိုက်တယ်ဗျအနက်မွေး coffee တစ်ခွက်နဲ့ရွာလေးရဲ့အေးချမ်းမှုခံစားရတာတကယ်ကောင်းတယ်ဗျနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ဗျာတောင်ထိပ်ကိုရောက်လာတော့မြင်ကွင်းကတကယ်အံ့ဩစရာပါပဲဒီလိုတဘာဝအလှတွေကိုမြင်ရတာခရီးသွားရကျိုးနှက်ပါတယ်ဒီခရီးမှာတော့ Grand Palace, Wat Arun, Floating Market, Street Food, Chiang Mai, Elephant Sanctuary တောင်ပေါ်ရွာလေးတွေအားလုံးကိုလဲပတ်ခွင့်ရခဲ့တယ်ညဘက်မှာတော့ဘန်ကောက်ရဲ့ Night Market ကိုလာကြည့်မယ်ဗျအစားအသောက်တွေအယောင်အသွေးစုံတဲ့ဈေးဆိုင်တွေဒီမြို့ရဲ့ညအလှကိုခန်းစားကြည့်ကြရအောင်ထိုင်းရိုးရာအချိုပွဲတွေကိုစမ်းကြည့်မယ်အရသာလဲထူးခြားတယ်ဗျနိုင်ငံတနိုင်ငံကိုသွားလည်ရင်ဒေသခံအစားအစာတွေမြည်ကြည့်တာပျော်ရွှင်စရာတစ်ခုပါပဲဘန်ကောက်ကိုခဏနှုတ်ဆက်ပြီးထိုင်လန်မြောက်ပိုင်းကချန်မိုင်ကိုထွက်လာပြီဗျဒီနေ့ဘာတွေတွေ့ရမလဲအတူသွားကြည့်ကြရအောင်ဗျချန်မိုင်အနီးကတောင်ပေါ်ရွာလေးကိုရောက်လာပါပြီဒီမှာနေတဲ့ဒေသခံတွေကလည်းအယမ်းဖော်ရွေကြပါလားမြို့ပြဘဝနဲ့မတူတဲ့ခံစားချက်ကိုရနေပါတယ်ညဘက်ရောက်တော့ချန်မိုင် Night Market ကိုလာခဲ့တယ်လက်လုပ်ပစ္စည်းတွေဒေသခံအစားအသောက်တွေအများကြီးရှိနေတယ်ဘန်ကောက်နဲ့မတူတဲ့အေးဆေးတဲ့ခံစားချက်ကိုရတယ်ကျွန်တော်ကတော့လိုတီပါထိုင်လန်ရဲ့အလှတရားတွေကိုအတူလိုက်လည်ပတ်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျာနောက်ထပ်ဘယ်နိုင်ငံကိုသွားစေချင်လဲ comment မှာရေးပေးခဲ့ကြပါဦးနော်